ဘေးဖိုင်ထဲမှာမလို့နော်စတိထဲကဖိုင်ဟုတ်ဒီထဲမှာထည့်မယ်ဆိုရင်အထူးအိတ်ဖိုင်ထည့်လို့ရမယ် NDS ဖိုင်ထည့်လို့ရမယ်လာအိုဖိုင်ထည့်လို့ရမယ်နော်အိမ်မက်နှစ်ခုဖုံးမက်တစ်ခုနော်ဖုံးမက်ဘေးဖိုင်တော့ကိုကဒီလိုလေးပါမယ်ဒီတော့မယ်နော်ဒီတော့မီအောက်မှာစတစ်ကလေးထိုးထားโอเคနေမယ်ဒီမယ် RON run ဆိုပြီးရေးထားတယ်နော်ဘေးနေရာမှာ run ဖြစ်ပါတယ်အဲ့လေဒီဘက်ကအိမ်လေးရဲ့ဒီဘက်ကဥစ္စာလေးကောက်ကလေးချစ်မယ်โอเคနေမယ်ပြီးရင်ကောက်ချစ်မယ်ဟိုမှာကောက်ချစ်ပါ යි နော်ချစ်ပြီးသွားလို့ရှိရင်ဒီခဲတံလေးလာမယ်ဒီခဲတံလေးကိုပြန်လာမယ်ခဲရလာပြီး copy ယူပြီးလို့ရှိရင်ဒီအိမ်လေးကိုပြန်သွားဒီအိမ်လေးတဲ့အိမ်လေးရပါပြီးတော့ဒီမှာဒါဆက်ထက်အောင်စား။ OK နှိမ့်မယ်။ဆနက download နေရောက်ပါမယ်။အဲဒါတော့အပေါ်သာအဝါလေးကိုကောက်ပြန်ဖြုတ်။ဒီကောင်လုံး OK ခဏပြန်ဖြုတ်။ပြီးရနဲ့ဒီ download ရဝင်ခဏ run နဲ့ဝင်ဒီထဲမှာဆနကောက်ချစ်ထားခဲတံလေးပြန်သွားပြီးရင်ဒီမှာဒီကောင်လေးနဲ့မှာPASE ဆိုတာဥစားလို့နှစ်အဲ့မှာရောက်လာနော်ဆက်ထက်မှာဒါဆက်ထက်ရောက်သွားအဲ့ဒါဆိုတော့ရှုပ်သွားကြည့်မယ်မရောက်လောက်ဆိုကျွန်တော်ပြမယ်အဲ့တော့ program မှာတက်လာမယ်ဒီ program မှာတက်ပြီးပါပြီနော် program မှာတက်ပြီးပါပြီဆိုတော့ copy file နဲ့သွားမယ်OK နှိမ့်မယ်ဖိုင်မဲ့ဖိုင်နဲ့ဝါမယ်ပြီးရင်ဒီမှာရောက်သွားပြီနော်ဆက်ထက်မှာဒီထက်မှာရောက်လာပြီနော်ဆက်ထက်မှာရောက်တော့ OK နှိမ့်လိုက်မယ်နော်အမေဖိုင်ရောက်လာပြီအဲ့ဒါဆိုရင်ကူးလိုက်လို့ရရင်နော်အားလုံးကျေးဇူးတင်ပါဒီမှာနော်ကူးလို့အောင်မြင်ပါပြီဒါပေမဲ့ဒီဗီဒီယိုကလစ်ကိုမှမရှိမှုဆိုလို့ရှိရင် YouTube မှာ CA341A Fuso APK ဆိုရေးလိုက်အဲ့မှာဖုန်းနေနဲ့ကူးရဲ့နည်းရရှိရဒါ Android နဲ့တူတူအဲ့လိုမျိုးပြလိုက်တာပါအားလုံးကျေးဇူးတင်ပါ